ကျွန်တော် brother ရွေးချက်ခိုင်းရဗျာ Terra Queens မှာ Luna Lens နဲ့ဒီမှာကျွန်တော် NRW နဲ့နှစ်ယောက်တည်းတယောက်ကိုရွေးရမှာဘယ်သူရွေးမလဲရွေးရမှာနော်ယူရမှာမဟုတ်ဘူးဘယ်သူရွေးမှာ Luna Lens ကိုပဲ Okay ဟုတ်ပြီ Terra Queens ကပဲ Siko ရဲ့ Luna Lens လူနာလေးပဲ Luna Lens ပဲနှစ်ခါတော့ရွေးတယ်ဘာလို့လဲနည်းပြပြ ဆော့လို့ကောင်းတယ်အော်သူက ဘာဆော့လို့ကောင်းပါတော့ မဟုတ်သူကဂိမ်းဆိုင်ကိုကြိုက်တယ်သူကဂိမ်းဆိုင်ကိုကြိုက်တယ် Okay ထားပြီမယ်နောက်တစ်ခုထားပြီမယ်နေအစီကကျွန်တော် QV ရဲ့ Luna Lens ရဲ့ဆိုရင် ဒီဝေးချက်တာခက်ပါတယ် အသင်းဝင် brother ဘယ်အသင်းကိုကြာရင်မပြော Terra Queen ဝယ်ပို့ရွေးရ Terra Queen မရှိမှာအဲ့ဒါ Luna Lens ပဲ Luna နောက်ဆုံးထိ Okay ကျွန်တော်လည်း Luna Lens ပဲအားပေးမယ်အဲ့ဒီကနေပြီးတော့သူ့ကိုစကားလေးပြောပြီးခေါင်းလာ အမတို့တေချာစောပြီးနောက် MVP ယူလာခဲ့ပြီပါဒါတော့ ခိုင်းနေတာမသိဘူး Team Phoenix က pitch ရဲ့နောက်ထပ် net edge က K ရဲ့သူတို့နှစ်ယောက်တည်းတယောက်ကိုရွေးရမှာဆိုဘယ်သူရွေးမှာ ပစ်ချီပဲယူရမယ် pitch ပဲရွေးမှာ Okay ဟုတ်ပြီ pitch ရဲ့နော်အဲ့ Team Terra Queens ကပဲလှိုင်ရဲ့ဘယ်သူရွေးမလဲ အလိုက်ပဲယူရ အဲ့လှိုင်ပဲရွေးမှာဘာလို့လဲ ဒါရ favorite မလို့ Okay လာပြီ Okay ဟုတ်ပြီ net edge က K ရဲ့ပြီးတော့ကျွန်တော်အဲ့ Terra Queens ကလှိုင်ရဲ့ဘယ်သူရွေးမလဲ လိုက်ပဲယူရ သူတို့ဒီကနေရောတခုတော့ပြောပြပါသူတို့အတင်းအတွက် အကောင်းဆုံးစူးစမ်းခဲ့ပါ ပြီးတော့ အမတို့အရင်ချော့ရပါ မတင်း Terra Queen က Luna Lens ရဲ့ Phoenix တင်ကချူရဲ့နှစ်ယောက်တည်းတယောက်ကိုရွေးရမှာဆိုဘာလို့ရွေးမလဲ Luna Lens Luna Lens ကို Luna Lens နဲ့ကျွန်တော် net edge ကခင်းနေဆိုရင်ဘယ်သူရွေးမလဲ Luna Lens ကျွန်တော် net edge ကဒီမှာဂူးရဲ့ဒီမှာ Luna Lens ရဲ့ပြီးအောင်မမေးစအောင်နေစအောင် Luna Lens ပဲ Okay ဟုတ်ပြီဘာလို့လဲနဲ့ပြပြဘာလို့လဲ သူစကေးလည်းကြိုက်တယ်ပြီးတော့အနေချစ်စရာလည်းကောင်း စမြင်နေက အဲ ရော် Team Phoenix ကခိုးရဲ့ကျွန်တော် net edge ကခဲတယ်နှစ်ယောက်တည်းတယောက်ကိုရွေးရမှာဆိုဘာဘယ်သူရွေးမလဲ ခဲကိုယူရမှာ ခဲကိုရွေးမယ်။ net edge ကခဲစီရဲ့ဒီမှာကျွန်တော် Terra Queens ကခူးရဲ့ဘယ်သူရွေးမလဲ ခဲကိုယူ ကျွန်တော် Team Phoenix က pitch ရဲ့ net edge ကခဲတယ်ဘယ်သူရွေးမလဲ ခဲကိုယူ ခဲကိုရွေးပါOkay ဟုတ်ပြီဘာလို့လဲ ပုံထဲမှာမြင်ရကြစတိုင်အောင်သဘောကျ စတန်ကိုကြိုက်သူ scale ရှိတယ်နော် Terra Queen အသိရှိတယ်ဗျာသူတို့အသင်းတွေကလှိုင်နဲ့ Siko နဲ့ brother ဘယ်သူရွေးမလဲ Siko ရှိတယ်ခူးရဲ့လှိုင်ရဲ့နှစ်ယောက်တည်းတယောက်ရွေးရဘယ်သူရွေးမလဲ လိုင်းပေါ့ Terra Queen တဲ့ရပဲနော် Luna Lens နဲ့လှိုင်နဲ့ brother ဘယ်သူရွေးမလဲ လူနာပေါ့ ကျွန်တော် Luna ကိုရွေးတာ လူနာပေါ့ Luna ကိုရွေးတာ Okay ဟောတီလို့ခေးရဲ့မိကိုရဲ့ရှိတယ်နှစ်ယောက်တည်းတယောက်ကိုရွေးရမယ်ဘယ်သူရွေးမလဲ ခေ လက်ကြီးကခေးရဲ့ကျွန်တော် Team Phoenix ကခိုးရဲ့ဘယ်သူရွေးမလဲ ခေပဲသဘောကျတယ် ခေးပဲတော့ကြာခေးရဲ့ကျွန်တော်ဒီမှာ Terra Queens က NRW ရဲ့ဗျာနှစ်ယောက်တည်းတယောက်ကိုရွေးရမယ်စဉ်းစားနော် သူ့တော့တိတ်မသိဘူးကျွန်တော်ခေပဲပဲထက် ခေးပဲရွေးပါ Okay ဟုတ်ပြီကျွန်တော်ကဟိုပါမြောက်ပလာသာမှာကျွန်တော်အခုလာမယ်31ရက်နေ့ကနေပြီးတော့3ရက်နေ့အထိကို4ရက်ဇာတ်အတန်ဝါနာလန်းကနေပြီးတော့ကျင်းပတဲ့ပွဲပေါ့ Let's Play Arena ဆိုရှိအဲ့ Let's Play Arena တွေမှာသူတို့ကဂိမ်းဆော့မှာသူတို့ဆော့မှာဘာသာသားအားပေးလို့ရတယ် Let's Play Arena အပြင်ကသူအဲ့လို cosplay ပွဲတွေပါမယ်ဗျာပြီးတော့ကျွန်တော်အတန်ကနေပြီးတော့ဂိမ်းဆော့မဲ့စီတီတွေရှိတယ်ကောင်မလေးခေါ်မလာနဲ့ကြာအတင်းက main ကလေးတွေကြီး ကောင်းလေးကောင်းလာလို့မရတော့ဘူး 31ရက်နေ့ကနေပြီးတော့3ရက်နေ့နော် 3ရက်နေ့အကုန်လာခဲ့နော်မမေးကြနဲ့ မိုင်းလိုက်တာကျွန်တော်တို့တွေအခုရွေးချယ်ခဲ့တဲ့အမျိုးသမီး pro အသင်းနေရာဆိုလို့ရှိရင်လာမယ့်ဒီဇင်ဘာ31ရက်နေ့ကနေပြီးတော့ January 3ရက်နေ့အထိမြန်မာပလာသာမှာကျင်းပသွားမယ်အတန် Let's Play Arena ရဲ့အမျိုးသမီးတီးတဲ့ Warner Crown ပြိုင်ပွဲကြီးမှာလာရောက်ရှင်မြန်သွားကြမှာပဲဖြစ်ပါတယ်အဲ့ဒီနေ့ပြိုင်ပွဲမှာအတန်ရဲ့ဝန်ထမ်းလည်းရှိနေမှာဖြစ်ပြီးတော့ cosplay ပြိုင်ပွဲတွေအပြင်ကိုယ်တိုင်လည်းဝင်ရောက်ပြီးတော့စူးလက်ဆောင်ယူရမယ့်အစီအစဉ်တွေလည်းရှိပါသေးတယ်အသေးသေးကိုသိရှိချင်တယ်ဆိုလို့ရှိရင်အတန်မြန်မာ Facebook page နဲ့အတန်ရဲ့ Let's Play Arena Facebook page တို့မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်အဲ့ဒီနေ့မှာကျွန်တော်လည်းရှိနေမှာဖြစ်တဲ့အတွက်အားလုံးပါဝင်ရအောင်လို့ဒီကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်